မြန်မာတက္ကသိုလ်1959ခုနှစ်မှာ1309ခုနှစ်ခန့်အတွင်းကအေရီတိုင်းပန်းတော်မြို့မှာထူးချွန်သူတို့ပေါ်ခဲ့ပါတယ်။တိုကလေးသက်4နှစ်ရောက်တော့ဘာကကြီးဖက်လက်ရှိတဲ့စိနတ္ထပကာသနီကျမ်းစာအုပ်မှာအယုတ်ပေါင်းများသောရေးရှိစော်ထားခဲ့ပါတယ်။ခဲတော်တွေးတိုင်းရရစောင်းမှာအယုတ်ရေးဆွဲတဲ့အတွက်မိဘများခဲတော်ဝတ်ထားကြအတန်ကားနေ့ရောက်တော့မိဘမိတို့ကိုယူပြီးအိမ်ရှိချမ်းမြင်ပေါ်အယုံများရေးမိဘများကလည်းမောင်းမဲကြတယ်ထိုတငယ်ကဝါသနာကိုမပြောက်မိတို့ကိုတနည်းနည်းနဲ့မရရအောင်ရှာချမ်း၍တကရွက်တွေအင်္ဂပန်းတွေမှာအနှံပြရေးဆွဲပြန်သည်မိခင်ကြီးတွေးတဲ့ပြရိုက်သည်ဖခင်ကြီးကလည်းနောက်ထပ်အယုံရေးလျင်လက်ဖြတ်ပြစ်ပြီးချင်းပြန်သည်ထိုတငယ်သည်ဖခင်ကိုမိခင်နဲ့ပူကြောက်တဲ့ဖြစ်အိမ်ထဲတွင်နောက်ထပ်အယုံရေးခြင်းကိုဆုံးလို့လိုက်ရသည်ထိုရတဲ့ဝါသနာကိုကမစွန့်အိမ်ပြင်ဘက်နိုင်ရန်ဒီစပပုတ်တွေစသည်တို့ရေးဆွဲပြန်သည်ထိုသူကမောင်ဖညံသည်အသက်9နှစ်ရောက်တော့မိဘများကမူလန်းကျောင်းနဲ့အနှံသည်မောင်ဖညံသည်ကျောင်းနေရသဖြင့်အလုံးပြောသည်ကြောက်တယ်မောင်းနေကြောက်တံကိုအသုံးပြုရခြင်းဖြစ်သည်စားစင်ရင်တွေမောင်ဖညံသည်အလုံးငိမ်သက်နေစားနိုင်စိတ်ဝင်သားသည်ကမဟုတ်ကြောက်တယ်မောင်းပေါ်အယုတ်ရေးဆွဲနိုင်ခြင်းကြောင့်ဖြစ်သည်ဆရာစားတဲ့ငိမ်တွေမောင်မညံကပြည်ရေးသည်အတူထိုင်နေသောအတန်းသားများကလည်းစားနိုင်စိတ်ဝင်စားပဲသူရေးသောကြီးကရုပ်ပုံတွေလာဝိုင်းကိုကြည့်ကြသည်ထို့ကြောင့်မောင်မညံနှင့်အတူဂါဒီယန်ကျင်းပေါင်းခံရသည်အသက်73နှစ်ရောက်တော့မောင်မညံသည်စတုဒ္ဒရာနှင့်ပင်ရတည်နေပြီအေရီတိုင်းမင်းကြီးခီးလဲလာစီမောင်မညံ၏လက်ဆွမ်းလက်ဆောက်ကိုတွေ့သွားသဖြင့်မော်လမြိုင်အစိုးရဆရာတက်တဲ့နောင်ပန်ကျောင်းသို့ကြေးပညာတင်ယူရန်ပို့ပေးသည်မောင်မညံသည်ဆရာကြီးဥပလိန်ထံမောင်မညံသည်ဆရာကြီးဥပလိန်အတန်း၌ပကြီးကိုအချိန်မြင့်တင်ကြားရသည်မြန်မာကနုတ်ပကြီးနှင့်နီးဝေသဘောကိုတင်ကြားပေးရာဆရာကြီးတပည့်မောင်မညံ၏လက်ဆွမ်းလက်ဆောက်ကိုသိရှိသွားသည်ထို့ကြောင့်ဆရာပြတင်တဲ့ဆရာလောင်းများကိုဥပလိန်သည်ခါတိုင်းကဲ့သို့ဆရာတက်တင်တင်ကြားပေးလျက်မောင်မညံကိုမူဆရာကြီးလက်ထောက်ဆရာပြကိုကြီးစေခိုင်းလေသည်တနေ့တော့ကျောင်းသားများသည်မောင်မညံအကြားရုပ်ရေးရန်ပူဇာရသည်မောင်မညံ10မိနစ်အတွင်းကျောင်းသား20အတွက်ကြောက်တင်ဝုန်းပေါ်တွင်အနေထားမျိုးဖြင့်ကြားရုံများစွာကိုရေးချက်ပေးခဲ့သည်မောင်မညံသည်ဆရာတက်တဲ့နောင်ဝင်ကျောင်းတွင်နှစ်နှစ်နေပြီးတော့စိန်မန်သူကျောင်းဆရာကြီးမစ္စတာကင့်ထံတွင်လူပုံရေးစွမ်းသည့်တက်ကိုတည်ယူပြန်သည်ထိုမှတစ်ဖက်ရန်ကုန်မြို့သို့ပြောင်းရွှေ့လာပြီးရန်ကုန်ကောလိပ်မှာဘောင်းကဝတ်တံရှုမြော်ခင်းရေးစွမ်းသည့်ကိုတင်ယူပြန်သည်ထိုဆရာကြီးအကူအညီဖြင့်အင်္ဂလန်သို့သွား၍9နှစ်တိုင်ပကြီးပညာကိုလေ့လာစည်းဝေးခဲ့သည်9နှစ်နေခဲ့သည့်ကာလတွင်4နှစ်သာအစိုးရ၏ထောက်ပံ့ကိုယူ၍ကြံကားနှင့်ကိုအားကိုပညာသင်ခဲ့သည်အင်္ဂလန်မှပြန်လာပြီးတော့မြမပကြီးလောကတွင်သာမကကမ္ဘာပကြီးလောကတွင်ထင်ရှားခဲ့လေသည်ဥပညာကဝန္ဒာရေးငယ်တော့ရောက်ပကြီးပညာတွင်ကြော်ကြားခဲ့သည်ဖြစ်သည်ပညာထွန်းညွန်သူများသည်ဝန္ဒာ၏စိတ်ဆုံးမှုကြောင့်အခက်အခဲမြင်များတွင်တွေ့စေကမူမရမနေကြိုးစားသည့်အတွက်ထူးချွန်ကြသည့်ရင်းသာဖြစ်သည်ကျွန်တော် YouTube channel လေးကို subscribe လေးနှိပ် like လေးပေးပြီးတော့နောက်ထပ်ဒီလိုဗီဒီယိုမျိုးတွေဖန်တီးနိုင်အောင်လို့ကူညီပေးနိုင်ပါတယ်ခင်ဗျာစောင့်ကြည့်ဗီဒီယိုအားလုံးကိုကျေးဇူးတင်ပါတယ်